ဆီးရီးယားတင်ရတော့ရာနှုန်းပြည့်နိုင်ပွဲနဲ့အုပ်စုကိုဥဆောင်ထားခဲ့ပေမဲ့လည်းဒီမှာတင်ရတော့ဒီဝယ်စာနှစ်ပွဲနိုင်နှစ်ပွဲရှုံးနဲ့ရမယ်6မှန်နဲ့အဆင့်2နေရာမှာလည်းဒီနေရာလည်းဖြစ်ပါတယ်ဒီနေ့ဒီမဲ့တင်ပြီးအင်ဆိုင်နေရတဲ့အာဖဂန်တင်ရတော့လီဝယ်ကစားနှစ်ပွဲတည်နှစ်ပွဲရှုံးနဲ့ရမယ်2မှတ်သာရတာပြီးတော့နိုင်ပွဲလုံးဝမရသေးဘဲနဲ့အဆင့်3နေရာမှာတော့ရပ်တည်နေကြရလည်းဖြစ်ပါတယ်အတင်းလုံးကတော့ခြေစပွဲအောင်မှုအတွက်မျောလင်းချက်ကတော်တော်လေးနည်းသွားပြီဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်ကအစရတင်မှုပုံပုံမြင်မဖို့ပဲကစားဖို့တော့ရှိနေရလည်းဖြစ်ပါတယ်ဆက်စနိုင်လူပေးမာတယ်မြောက်အာဖဂန်တင်မဲ့လက်ကမ်းပြီတကယ်နေဘိုးဘီခင်ဗျာအာဖဂန်တင်မာတင်ရဲ့အမောက်တော့အကောင်းဆုံးအသုံးချပြီးပွဲသားချိန်7မိနစ်ရောက်မှာပမာအကျော်မှာလည်းညီမအသင်းဘက်ကိုတွင်းမိခဲ့တဲ့အိုမစ်ပိုပဲစီးရပဲဒီနေ့မှလည်းညီမအသင်းနဲ့အတွေ့မှာတော့သူကိုယ်တိုင်ပဲအသင်းတော်ဥဆောင်ကိုတော့တွင်းယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဇေဝရန်ကြီးမြန်မာအသင်းကတော့ပွဲကစားချိန်7မိနစ်မှာနေသူချင်းအမားရီကနေတဆင့်တော့အာဖဂန်အသင်းကိုတော့ဥဆောင်ကိုစတင်ပြီးတော့ခွင့်ပြုပေးလိုက်ရပြီပဲဖြစ်ပါတယ်ဟောပါတယ်ကွန်မြတ်ဖုံးရေဒီထားမှာလည်းကန်စင်နဲ့ကိုသမားတို့ရဲ့နားလည်မှုလွန်မမှုကနေတော့အာဖဂန်အသင်းရတဲ့အခွင့်အရေးကိုတော့ရတယ်လို့အသုံးချခဲ့ပြီးတော့ဥဆောင်ကိုဖြစ်တော့ပြောင်းလဲရယူခဲ့ရလည်းဖြစ်ပါတယ်ဒီဇလီတဲ့ဆက်စနိုင်တို့ရဲ့အထူးဖက်ကနေဆက်စနိုင်ရှီကိုကန်နေပေးရမှာတော့ပြင်မဲ့တဲ့ကစားမှာ6ရောက်တဲ့ကိုရောက်ရှိခဲ့ပြီးတော့ကိုမရူဒီရဲ့ကန်ချက်ပြန်ရှန်ထွက်လာတာတော့မဒီမဲရှီကိုကန်နေပေးတာတဲ့ဟင်းဖြိုးဝင်းဘလုံးရသေးရဲ့မြညာချင်းမှာပဲနောက်တစ်ပြတွဲထားတဲ့ဟင်းထက်အောင်လင်မရှိနေတဲ့ဝင်းလင်းအောင်လက်ကံပြီးထပိတ်တယ်ကိုဘီခမဒီနေ့ပွဲစဉ်မှာအခွင့်အရေးတွေကိုအသုံးချနိုင်ခဲ့ခြင်းမရှိတဲ့တန်းပိုင်ဒီချိန်မှာတော့ရလာတဲ့အနေအထားကိုအမိရပိတ်သွင်းယူပြီးတော့မြန်မာတင်းတို့ခြေပါကိုပြန်လဲရယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဇေဝရန်ကြီးမြန်မာအသင်းကတော့ဘဝိုင်းပြီးဆုံးဖို့10မိနစ်လို့ပါပဲခြေပါကိုတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ပထမအကြော့မှာလဲအာဖဂန်တင်းဘက်ကိုသွင်းကိုရယူနိုင်ခဲ့တဲ့တန်းပိုင်ဒီနေ့ပထမပိုင်းပြီးဆုံးဖို့10မိနစ်လိုတဲ့အနေအထားမှာဝင်လင်းအောင်ရဲ့အေးရွာတဲ့ကိုအကွက်မြင်မြင်နဲ့ဖေဖို့တဲ့ဖော်လုံးကိုတော့အမိယာပိတ်သွင်းအစုံတက်ပြီးတော့မြန်မာတင်းတို့ခြေပါကိုတော့တန်းပိုင်ရယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဘောဝိုင်းပွဲချိန်တောက်လျှောက်မာတင်ရဲ့တိုက်စစ်ကိုအကောင်းဆုံးပုံစံနေနဲ့ကာကွယ်ထားနိုင်ခဲ့တဲ့အာဖဂန်တင်းရဲ့ကန်စီကစားသမားတွေဒီချိန်မှာတော့တန်းပိုင်ရဲ့သူတို့တင်းရဲ့တိုက်စစ်ကပူပယ်စင်းနဲ့ကွန်မာရူဒီနဲ့ပြီးတော့မြန်မာတင်းရဲ့ခန်းစစ်ကိုတော့ဒီစားမနှစ်ယောက်ရဲ့တူဝါးနေနဲ့တော့အဓိကဖိအားပေးဖို့ကြိုးစားနေကြရလည်းဖြစ်ပါတယ်။မြန်မာတင်းမင်းရင်းအောင်ဘောရသေးရဲ့မြရင်းအောင်မင်းပြီးတော့ပို့ထားပြီ။ဘုံမှာထပ်ပို့တယ်မြအေးရကြလာပြီလက်ကဲတယ်။ကိုဘီခင်ဗျာမြန်မာတင်းလူစောစားမကိုကျော်စင်ဟိန်းအတင်းတို့ဦးဆောင်ကိုတော့ပွဲသားချင်း82မိနစ်ရောက်မှာသွင်းယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ကိုမျိုးလန်ဝင်းရဲ့ယုံကြည်ချက်နဲ့တူကွင်းထဲကိုရောက်လာခဲ့တဲ့ကိုကျော်စင်ဟိန်းယုံကြည်ချက်ကိုတော့အတင်းတို့ဦးဆောင်ကိုနဲ့ပြန်လည်ပြီးတော့အကျိုးပြုခဲ့ပြီလည်းဖြစ်ပါတယ်။မြန်မာကျော်တော်ကပုံစံတိုင်းပဲမြန်မာအသင်းအနေနဲ့ကတော့ဒီနေ့ပွဲစဉ်မှာအာဖဂန်အသင်းရဲ့ဖွင့်ကိုစတင်ပြီးတော့ခွင့်ပြုခဲ့ရပေမဲ့ဒီချိန်မှာတော့သွင်းကိုငကိုနောက်ကလိုက်သွင်းပြီးတော့2ဂိုးဆိုရဲရလက်တစ်ခုနဲ့တော့အာဖဂန်အသင်းကိုတော့စတင်ပြီးတော့ဥဆောင်လိုက်ပြီပဲဖြစ်ပါတယ်။တူသွားတဲ့ကစားသမားကတော့ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ခွန်ကျော်စင်ဟိန်းပဲအာဖဂန်အသင်းပဲတက်စကိုကန်ပေးလာတယ်။ဒါပေမဲ့ကန်ပေးဖို့မှုကတော့ဒီသားကိုအရှိန်များနေခဲ့တာပဲဖြစ်ပါတယ်။တက်စကိုပိုကြိုးစားနေပူပေစီအားကစားဝန်နာရှင်ပြည်သက်များခင်ဗျာကျွန်တော်စီကန်တင်ဆက်နေစဉ်အတွင်းမှာပဲအာဖဂန်နစ္စတန်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာတော့မြန်မာအသင်းက2ဂိုးဆိုတဲ့ရလန်နဲ့အာဖဂန်အသင်းကိုနိုင်စားသွားပါတယ်ဆိုတဲ့အကြောင်းစီကန်တင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့ဓာတ်ရိုက်ထုတ်လင်းတင်ဆက်နေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ